ပြင်းများတဲ့လေဆောင်းတွင်တွေမေးမြတဲ့ချိန်တွေအကြောင်းတွေနဲ့တောင်ပေါ်မှာပူပွေနဲ့မတရားတွေကော်ဖီနဲ့သင်းသင်းလေးတန်းတာနေစားတွေတဲ့ခိုင်းမှသူပုံစံလေးစကားလေးလဲဝဲပြေကင်းစင်သေးခိုးခိုးပြီးချီမှတစ်ဖြည်းဖြည်းချင်းကြီးပပန်းလေးများတော့မင်းကိုဦးညွတ်ပေးစုခုဖို့ရွယ်တကယ်ပဲလားဖွင့်ဖူးခဲ့တဲ့ cherry pan ပါရဖို့ပဲစီမံပျောက်ဆုံးခဲ့တဲ့ကိုတချမ်းယူနေလေးများရဲ့တဲ့ဒီပန်းလေးလာနေတယ်ဘာပန်းလေးမင်းကြီးရဲ့ cherry pan လို့ပြောတာပဲသူနာတို့ကပ်တာနဲ့ရှက်ပါလေးများရဲ့